တနကြီးတောင်းဒီဘက်ငါပဲမလဲနဲ့ ဘာဖြစ်လာလဲကွာ ဘယ်ဘာလို့အိမ်နိုင်တာတော့ အိမ်လိုက်တာမှမဟုတ်တာကွာမင်းကလည်းဘာမှမသိပဲနဲ့ မ အိမ်လိုက်တာမဟုတ်တချင်းစုံနေတာ ပြောင်းလင်းပြောင်းစားမလို့နဲ့မင်းအိမ်နိုင်တာငါမြင်တာမင်းကွာမင်းကင်းမှုတာတွေ့လို့တော့မင်းကတော့ကွာတာကြောင်မယ်နော်မင်းဟော ဘာလဲတချင်းစုံနေတာငါတချင်းကိုမျက်လုံးမိတ်ပြီးတော့ကောင်းကောင်းလေးစုံနေတာ ဟာတချင်းဆိုချင်းမင်းအော်ဆိုပေါ့မင်းဘာလို့အိမ်နိုင်ပြီးဆိုတာတော့ မင်းကကွာငါတချင်းကအဲ့လိုပါဇက်နဲ့ဖွင့်ပြီးတော့အော်ပြီးတော့ဆိုလို့ဆိုမှမဆိုတတ်တာအဲ့ဒါကြောင့်မျက်လုံးလေးမိတ်ပြီးတော့ကိုဖေလင်းလိုက်ကိုတချင်းလေးတွေစိုးနေတာမင်းလောက်တယ်လို့ဆိုပါအောင်မင်းကလည်း အော်မင်းကအတန်ထောက်ပြီးမဆိုတတ်ဘူး အတန်တွက်ပြီးမှဆုံးသွားတာ မဆိုတတ်ဘူးလား ဆိုတတ်တာ အော်ဗျာအဲ့ဒါကြတော့မင်းငါ့တဲ့ညံ့သွားပြီကွာမင်းကငါပြောရမယ်ဆိုရင်တော့မင်းကတချင်းမဆိုတတ်ဘူးဆိုတော့မင်းကငါတချင်းဆိုတတ်ဘူးဆိုတဲ့နေ့တွေငါသင်ပေးရမှာပေါ့ကွာ အဲ့ဒီတန်ငါကြောက်ဘူးလေဟင်းသလားထွင်းရင် မရိုင်းလာတွန်းနေနေတာကွာ သူလေးတင်တယ်သူလေးတင်တယ်တန်လေးရောတယ်လို့ဆော တွန်းနေရဲ့တချင်းများတဲ့မှာနော်မင်းကိုကောင်းလို့ရတည်တချင်းတစ်ပုတ်ဖြစ်တယ်ပရိယံဒဏ္ဏဗရဏံဘုရုတုဆိုတာ ဘာလဲပရိယတ်တယ်ဘယ်နဲ့ဘယ်လို တုခိအတ္တနံပရိယံပရဏံတန်တိဆိုတဲ့တချင်း ပရိယတ်နဲ့ အလုံးစိတ်ချမ်းမြေပါစီဆိုတဲ့ကိုဆိုတဲ့ပေါ့နော်အဲ့ဒါဆိုရင်မင်းကိုတချင်းတပုတ်မင်းငါတင်ပေးမယ် ဆရာတင်တယ်ကွာငါလည်းအပြင်းပြေအောင်ငါလည်းဆူလို့ရအောင်ငါမင်းအတန်လေးနဲ့ငါလည်းတူအောင်လိုက်ဆူ အဲ့ဒါဆိုရင်တို့ရဲ့ပြည်တော်စုသားတွေဖြစ်တဲ့အတိတရားဟောတွန်းနေသိနေဆိုတာနည်းနည်းထည့်တယ်ကွာ ထင်လား တွန်းနေသိနေမှန်ထည့်တယ်လေးစားချစ်ခင်မြန်လို့ရပါတော့ရွှေကျွဲပွက်လား ရွှေပွဲကြွလားဘယ်နဲ့ရွှေကျွဲပွားလားရွှေပွဲကြွလားမင်းတို့လည်း ရွှေပွဲကြွလား everyday ပေါင်းမင်္ဂလာပေါင်းနဲ့ခဝေးညောက်ပါစေဆိုတဲ့အကြောင်းကျွန်တော်ရဲ့တည်တန်တာအဲ့ဒီထဲမှာမင်းကအကောင်းဆုံးဖြစ်တဲ့အတိတရားအညာတစ်ခုဆိုတဲ့တိလာလာတစ်ပုဒ်ကိုမင်းကငါရွေးထုတ်ပြီးတင်ပြမှာပေါ့ တင်ပြပဲဆရာရဲ့တင်ပြပဲကျွန်တော်ဆရာတင်ပြမယ်ဆိုရင်ကျွန်တော်ဆရာအတန်တိုင်းကိုကျွန်တော်ကလိုက်ဆိုရမယ်နော်ဆရာရဲ့အခုတော့ရှိတာပေါ့ဆရာရဲ့မင်းအဲ့ဒါတွန်းနေသိနေပြီးသားလား ပါ ဘာဖြစ်လို့လဲဆိုတော့မင်းကငါတင်ပေးတယ်ဆိုတော့မင်းကငါရဲ့တစ်ဖက်ဖြစ်သွားပြီပေါ့ လူပါဆရာလို့ အဲ့ဆိုရင်မင်းကငါအတိတရားညာတစ်ခုဆိုတဲ့တိလာလာတစ်ပုဒ်ကိုတင်ပြမယ်ဆရာရှိရနေဆိုပြမယ်တစ်ဖက်နောက်ကလိုက်ဆိုပေါ့နော် ဟုတ်ကဲ့ပါဆရာရဲ့ဟုတ်ကဲ့ ခလန်းကတညညပေးတာကဆိုရှိတယ်စကြည့်စမ်း ခလန်းတဲ့တညင်ညင်ပြေးဒါကပထမပိုက်ရပြီနော် ဟုတ်ကဲ့ပါဆရာ ဒုတိယပိုက်ကိုဆက်တင်မယ် ဆက်တင်ပါဆရာ ဒုတိယပိုက်ကစတာကာကြီးခခွေစကြည့်စမ်းပါ ဟုတ်ကဲ့ပါဆရာရဲ့ကာကြီးခခွေ ခွေကိုအဲ့လောက်ဆွဲကြမလို့ဘူးလေ အဲ့ဒါဆိုကျွန်တော်ပြောင်းဆိုကြည့်ရမှာလားဆရာ အတန်နေတန်ထားမဟုတ်သေးဘူး အဲ့ဒါဆိုရင်ကာကြီးခခွေ ခွေကိုအဲ့လောက်မဆောက်နဲ့ခွေအဲ့လောက်မဆောက်ပါနဲ့ကွာခွေအဲ့လောက်ဆောက်တော့မင်းတက်သွားမှာပေါ့ကွာ တန်စင်တက်မှာဆိုလို့ အတန်တက်သွားမယ် ပြောင်းဆိုကြည့်ရမှာ ခွေ ပေါ့ ကို तू ကပုံမှန်လေးဆိုရတယ်ကွာ ကာကြီးခခွေ ခွေအဲ့လောက်မတုံနဲ့အတန်နေရမ်းသွားမယ်ကွာ ဟုတ်ပါပြီဆရာရဲ့ ကာကြီးခခွေ ကာကြီးခခွေ မှန်သားပြီမင်းအတန်မှန်သားပြီ ဟုတ်ကဲ့ပါဆရာ အဲ့ဒါဆိုရင်မင်းကငါရှေ့ဆုံးကတင်ပေးတဲ့အတိုင်းပဲငါတင်အဆုံးထိမင်းဆိုကြည့်စမ်းကျင့်ထားနော်ကျင့်ထားပြီးတော့ငါပြန်လာတဲ့အချိန်မှာမင်းကိုငါလာစစ်မယ်အဲ့ပါပြီဒါပေမဲ့အဲ့ဒါဆိုဆရာစိတ်ချမယ်နော် စိတ်ချပါဆရာရဲ့စိတ်ချပါ အေးပါကွာအဲ့ပါဗျာတညင်ညင်ပြီးဒါကရွာကြောင်းစီပြင်းမြင်မီဩဟေ့ဘာလို့မင်းကတော့တဲ့တောင်ထဲမှာကွာတဲနဲ့ဘာဖြစ်နေလဲ တချင်းဆိုကြည့်နေတာကွာ တချင်းဆိုကျင်တာဟာတချင်းဆိုတယ်ဆိုတော့တဲ့တောင်ထဲမှာမင်းဒီတချင်းသွားဆိုလို့မင်းအိတ်ငယ်သွားမှာဘောကွာအဲ့ဒါခဲအောင်တေး အတိတ်အညာတခုကောင်းနေပြီကွာ အာတွန်းနေတဲ့တချင်းခဲအောင်တေးစိုးနေနေမင်းအိတ်ငယ်သွားမှာဘော အဲ့ဒါဆိုငါဘယ်ဆိုရမှာလဲတငယ်ချင်းရဲ့ တကယ်ချင်းဩငါတော့ရောင်းလာပြီမနေနဲ့တော့ဒီကခဲမဟုတ်တော့ဘူး ဘာဖြစ်လဲ ကွမ်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 ဟောရှောငါစကားပြောကြည့်ဟေးတောင်ထိပ်ပေါ်မှာကွမ်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 ဘရတဲ့စုကွမ်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 သူဒီရွေးနေအိုးအိုးဒီအိုးလုံးငါနေငါမရင်ရင်ဒီရင်ကောင်းဒီကောင်းပါလေငါ့ကိုကြည့်ရင်စာပြန်မေးဟေးပြန်လာကြီးလား
ဒါဒါဒီဒါငါလည်းမမြူးမှာဘောကွာ ငါအဲလေးမထည့်ရတော့ အဲမတည့်အောင်အဲမပါတော့ဘူး ဟုတ်ဗျာ ဒီမသိတောင်တိတ်ပေါ်မှာဆိုချင် တောင်စိတ်ပေါ်မှာ ကွာ ဖယားတယ်စု ကွာ သူဒီရနေအိုး ကွာ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  အိုဒီအိုလုံးငန်း ကွာ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 ငါနေငါမရင်ကွာ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  ရင်းဒီရင်ကော ကွာ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  ကောင်းကောင်းမလေး ကွာ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  ငါ့ကိုချစ်စားပြန်ပေးကောင်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 းဟာကောင်းလေ ဟိုဘက်သွားလိုက်မယ်တမင်ချက်လိုက်မယ် အိမ်မကြိုက်တော့အိမ်မကြိုက်တော့ အပြန်လာခဲ့မယ်အတူတူဆုံးမယ် တောင်ထိပ်ပေါ်မှာ အဲတောင်ထိပ်ပေါ်မှာကွ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 ာ အဲမထည့်တော့ အဲမတည့်အဲမတည့်ကွာ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  ဒီဒါဒါဒါ အဲဟုတ်ပြီဒါနာ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 ဟုတ်ကဲ့ချက်တယ်ချက်တယ် တောင်ထိပ်ပေါ်မှာကွ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 ာဖယားတယ်စုကွာ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 သူဒီရနေအိုးကွာ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 အိုဒီအိုလုံးငန်းကွာ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 ငန်းနေငန်းပဲရင်ကွာ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 ရင်းရင်းကအဲဒီဗျာကွ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 ာဟိတ်ကဟိတ်ကောင်းစီဟိတ်ကောကွာ ဩဘလို့ဖြစ်နေတာတော့မင်းကငါသင်ခဲ့တာက ဟုတ်ဗျာ တွန်းနေသိနေရဲ့အတိတရားအညာတစ်ခုဆိုတဲ့တိလာလာတစ်ပုတ်ကိုသင်ခဲ့တာလေကွာမင်းကအခုကျတော့ဘယ်ကတောင်ထိပ်ပေါ်ကဘုရားတွေလျှောက်ကျွနေတာတော့ ကောင်းလာ မ ပြော င်းတချင်းဆိုခြင်းနဲ့ဆိုလို့ပြန်ဆိုပါခေါင်းလုံးနဲ့တညံ့ညံ့ပေးရရရွာเจ้าကိုအေးရပြန် ပြ ပြီ င်းမြင်မိရင်တတိယနေတဲ့လှုပ်ဆမ်းပါအဲ့ဒါလှုပ်ဆမ်းပါအဲ့ဒါအနှစ် ဟိုကောတောင်ထိပ်ပေါ်မှာ တွန်နေသိနေရဲ့အနှစ်မြန်မာဆန်းဆန်းဆိုစမ်းမှာမြန်မာလူမျိုးဖြစ်ပြီးတော့ဆိုစမ်းမှာအဲ့ဒါကိုငါပြောတဲ့ဟာကိုဆိုကျင်တာ အော်တောင်ထိပ်ပေါ်မှာ မဟုတ်ဘူးလို့ပြောနေတယ်ဩတောင်ထိပ်ပေါ်မှာမဟုတ်ဘူး ဘာလို့ဘာလို့ ခေါင်းလုံးတဲ့မာပါလို့မာပါ နော် ခေါင်းလုံးနဲ့တညံ့ညံ့ပြပါလို့ရွာကြောင်းစီအဲ့ဒါမှမင်းဒီအခြေခံရမှာမင်းကြိုက်တဲ့သချင်းဆိုလို့ရမှာပေါ့ အဲ့ဗျာဟုတ်ပါပြီဗျာဟုတ်ပါပြီဗျာ အဲ့ဗျာကျေးဇူးတင်နေနော် အဲ့ဗျာ တပည့်ရဲ့ဆိုစမ်းမဆိုစမ်းမ အဲ့ဆိုပါပြီဗျာ ငါပြန်လာစစ်မယ် ဟု နော် တ်ပါပြီဗျာခေါင်းလုံးနဲ့တညံ့ညံ့ပြပါလို့ရွာကြောင်းစီပြင်းမြင်မီဟဲ့ကောင်ဒီကဟောပြောဘာဒီတဲ့ပြင်တာတော့ ခေါင်းလုံးတန်လေ ဟုတ်တယ်ငါကွန်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 လောက်ခဲ့တာလေဘာဒီအဲညာ တော တော့ င်ထိပ်ပေါ်မှာ တို့စီတိုးတဲ့တောင်ထဲသွားတာတိုးတဲ့တောင်ထဲမှာရှိတဲ့ဟာလေးတို့ဆိုရမယ်လေ ရှုပ်ရပဲ တောင်ထိပ်ပေါ်မှာ ဟုတ်ကောလို့ပြောတယ် ငါကွန်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 ဆိုကွမ်းလိုက်ကွာ အေးပါ အဲတောင်ထိပ်ပေါ်မှာကွန်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  ခြေလေးဆိုတင်တာပါဆိုလို့ဆိုရမှာ ကွန်ကွန်ကွန်စူစီစူ စကြနေမလို့ တောင်ထိပ်ပေါ်မှာ တောင်ထိပ်ပေါ်မှာကွာပရတဲ့စုကွာစုပြီးစု ဟဲ့ကောင်ငါဆိုခိုင်းတဲ့တိလလကိုဆိုစမ်းပါကွာ ခလန်းတဲ့တညံ့ညံ့ပြပါလို့ဇာကြောင်းတောင်ထိပ်ပေါ်မှာကွာဟဲ့ကောင်လေး မင်းတို့ငါကင်းဆောင်ခိုင်းတာမင်းတို့ကဘာလုပ်နေကြဟမ်ဘာတောင်ထိပ်ပေါ်မှာဘာကွမ်းကွမ်းလဲဘာလဲမင်းကတောင်ထိပ်ပေါ်မှာအစင်းကန်းစမ်းတင်နေတာဟမ်ဘုရားတစုတွေရောဘာတွေရောညုံဖတ်နေတာ မပေါ့ဆိုင်ဒီလိုရှိပါဆိုင်ကျွန်တော်တချင်းဟိုကရန်ဆိုခြင်းလုံးတဲ့အတွက်ကြောင့်သူတို့နှစ်ယောက်ကကျွန်တော်တချင်းဆိုသင်ပေးနေရတာပါဆိုင် မင်းက ဟုတ်ကဲ့ဆိုင် မင်းတချင်းလုံးဝမဆိုတာဘူး မဆိုတဲ့လူပါဆိုင်ရဲ့ မင်းညာ မင်းစစ်သားပိသားချင်းစစ်သားမှန်တချင်းတော့ဆိုရမယ်ကွာ ဗျာ နော်စစ်သားဆိုတိုင်းအမြဲတမ်းမာနေကြအကြောင်းကြည့် ဟုတ်ကဲ့ တို့တွေမှာလည်းနှလုံးသားနဲ့ဟုတ်လား ဟုတ်ကဲ့ပါ ဟမ် ဟုတ်ကဲ့ပါဆိုင် ချစ်တတ်တဲ့နှလုံးသားနဲ့တိုင်းပြည်တောင်ထမ်းဆောင်နေတဲ့စစ်သားတွေနှလုံးသားနဲ့စစ်တောင်ထမ်းဆောင်နေတဲ့စစ်သားတွေကွာ ဟုတ်ကဲ့ပါဆိုင် တချင်းဆိုရမယ်ဆိုတဲ့နဲ့ဒါပေမဲ့တခုတော့ရှိတာပါကွာအခုလိုရှေ့တန်းရောက်နေတဲ့အချိန်မျိုးပါလေတော့ဒီထားပေါ့ ဟုတ်ကဲ့ဆိုင် ပြင်းလို့လွမ်းလို့ဆိုတာဆိုလို့ရပါတယ် ဟုတ်ကဲ့ ဒီကောင်လေးတင်ပေးတယ်ဆိုတာဒီကောင်လေးအပေါက်လမ်းပြငါနားတောင်နေလကားပဲ ဟုတ်ကဲ့ တက်ကြကြီးအေးရမဟာဂီတဦးပြုံးချိုကြားဦးတယ်မလား အားကြောက်တော့ဆရာကြီး ငါနဲ့ဘာမှမတော်ဘူး ဟော တော်လား မတော်ဘူးဆိုပေမဲ့သူ့မြီးရဲ့သမက်ကငါအိမ်ဖေးမှာနေတာ နီးစက်တယ်အဲ့ အဲ့ ဒါ ဟိုနီးစက်တာပဲ မချင်းနဲ့ပတ်သက်လို့နီးစက်တယ် ဟာဒါတော့ နော် ဟုတ်ကဲ့ တို့တမတော်သားတွေဆိုတာပျော်စရာရှိရင်ပုရုဇဉ်လူသားတွေပဲကွာပျော်ခြင်းတယ်လွမ်းစရာရှိရင်လွမ်းခြင်းတယ် ဟုတ်ပါ ငိုစရာရှိရင်ငိုခြင်းတယ် ဟုတ်ပါ ဟောဒီရှေ့တန်းကိုရောက်မှငါတချင်းလေးတခုရေးထားတယ်ကွာမင်းတို့နားထောင်ခြင်းကစာသားလေးရွတ်ပြ လူစမဆရာကြီး ဆရာဆရာ ကြီး ဆ ပြ ရာ ပါ ဆရာ ရွှေဘိုစီတံမကြားရတယ်အဝေးတာဝန်လွယ်ကစစ်ကြောင်းထွက်နေပြည်တော်မပြန်နိုင်တဲ့မိခယောက်ျားကိုရဲပါဘယ်စီကိုမျောမှန်းပြီးလွှမ်းရပါနေအောင်မမြင်တဲ့ရိတ်ကြီးတော့တောင်ကြ
ပြီးတော့မပြန်နိုင်နဲ့ကိုရပါကိုရပါ ဟုတ်တယ်ဘောလားစာသားကောင်းလာမဟုတ်ဘူး စာသား ကိုရဲပါအချင်းမတော်ရင်း စာသားကြီး အစားသားတော်ရင်း အေးကိုဟာရောတို့လိုင်းကမ်းမှာတော့လေပြပိတ်ဆိုင်ကြီးအဲ့မှာတော့ဖွင့်နေတည်ချင်ကွာဟိုဗာလေဟိုစိုင်းကြီးဆိုင်ဆိုတာလား အေးစိုင်းကြီးဆိုင်ရဲ့မင်းခါယောက်ျား